နောက်ခုပေါ့နော်ခြေပြောမဲ့ခေါင်းစဉ်က characteristic of living thing ပေါ့နော်သက်ရှိတွေရဲ့ဝိသေသလက္ခဏာတွေပေါ့နော် characteristic of living thing ဆိုတာသက်ရှိများရဲ့ဝိသေသလက္ခဏာများပေါ့နော်the main characteristic of living thing ပေါ့နော်သက်ရှိတွေရဲ့main ဆိုတာအဓိကပေါ့နော်ဝိသေသလက္ခဏာတွေကဖြစ်ပါတယ်ပေါ့နော်they are တို့ရဲ့ဒီမှာဆိုဘယ်နှခုရှိမလဲဆို9ခုရှိမယ်ပေါ့နော် cellular structure ဖဲတည်ဆောက်ပုံmetabolism ဇီဝရုပ်ဖြစ်ပျက်ခြင်း growth ကြီးထွားမှု movement ရွေးရှားမှု irritability တုံ့ပြန်နိုင်ခြင်းနဲ့ reproduction မျိုးပွားခြင်းပြီးသွားလို့ရှိရင် adaptability ဆိုတာအလိုက်သင့်ဖြစ်ခြင်းပေါ့နော်အဲ့ဒီခုရှိတယ်ပေါ့နော်အဲ့ဒီအကြောင်းကဘယ်လိုလဲဆိုရင် the main characteristic of living thing နော်အဓိကသက်ရှိတွေရဲ့လက္ခဏာရပ်တွေဖြစ်ပါတယ်they are တို့ရဲ့ cellular structure ဆဲလ်တည်ဆောက်ပုံ metabolism ဇီဝရုပ်ဖြစ်ပျက်ခြင်း growth နော်ကြီးထွားခြင်း movement ရွေးရှားခြင်း irritability တုံ့ပြန်နိုင်စွမ်း reproduction မျိုးပွားခြင်းနဲ့ adaptability လိုက်သင့်ဖြစ်ခြင်းတို့ဖြစ်ပါတယ်ပေါ့နော်မြန်မာလိုတစ်ခေါက်ပြန်ပြောမယ် the main characteristic of living thing သက်ရှိတွေရဲ့အဓိကဝိသေသလက္ခဏာတွေကတော့ဖြစ်ပါတယ်they are တို့ရဲ့ cellular structure ဆဲလ်တည်ဆောက်ပုံ metabolism ဇီဝရုပ်ဖြစ်ပျက်ခြင်း growth ကြီးထွားခြင်း movement ရွေးရှားခြင်း irritability တုံ့ပြန်နိုင်စွမ်း reproduction မျိုးပွားခြင်းနဲ့ adaptability အလိုက်သင့်ဖြစ်နိုင်စွမ်းပေါ့နော်အလိုက်သင့်ဖြစ်ခြင်းတို့ဖြစ်ပါတယ်ဒါဘယ်လိုဆိုမလဲဆိုတော့ the main characteristic of living things are their cellular structure metabolism growth movement irritability reproduction and adaptability so the main characteristic of living things are their cellular structure metabolism growth movement irritability reproduction and adaptability the main characteristic of living things are their cellular structure metabolism growth movement irritability reproduction and adaptability အားလုံးရမယ်လို့ထင်ပါတယ်